အခန်း33နောက်ဆုံးတော့မြင်လိုက်ရပြီကျွန်တော်ဘာတွေပြင်ဆင်ဖို့လိုမလဲပစ္စည်းတွေထုတ်ဖို့သင့်ပြီလားတောင်တက်ဖက်နဲ့တရံလောက်ဝယ်ဖို့များလိုမလားအွန်လိုင်းကနေမှာရင်တော့အချိန်မီရောက်မှာမဟုတ်ဘူးစိုက်မှာပဲသွားဝယ်ရတော့မယ်ပိုင်မူနယ်မှာစိတ်လှုပ်ရှားလွန်၍ခေါင်းပင်မူလာကတယောက်တည်းတွတ်ရွတ်ကစကားပြောနေ၏သူကဝမ်ကျင်းကိုပင်လုံးဝလေးလူရှူထားပြီးထိုနေ့နေ့လေကသူပြခဲ့သည့်တစ္ဆာရှိမှုအားလုံးဝမိလျော်သွားတော့သည်သူကဝမ်ကျင်းအကြည့်ကိုလျင်မြန်စွာပင်သတိပြုမိလိုက်သည်ထို့ကြောင့်ရှက်ပြုံးပြုံးကဖြင့်နှုတ်ဆက်လိုက်သည်နှုတ်ဆက်ပါတဲ့ဒေါက်တာဝမ်ကျွန်တော်ဝင်တော့မယ်သူလှေကားပေါ်သို့တက်ရတွင်ပင်ခြေလန်းတို့ကမြောက်ကြွကြွနိုင်လျက်ရှိသည်ဝမ်ကျင်းသာသူ့ကိုစက်ကြည့်မနေလျင်ယခုအချိန်၌ဖုံးပြီးမရအောင်ဝမ်းသာလွန်၍ပြန်ထွက်သွားမိလိမ့်မည်ထင်၏ဝမ်ကျင်းနှင့်အတူခရီးထွက်ရတော့မယ်ဒီလိုဆိုမှတော့ငါဘယ်လိုလုပ်မပြောဘဲနေနိုင်ပါမလဲသူအဆောင်အစအဦးထဲလှမ်းဝင်လိုက်သည်နှင့်အဆောင်မှုအတော်ကြီးကဘေးမှလှမ်းអော်လိုက်သည်ဧည့်သည်တွေကစည်ရင်ပေးဖို့လိုတယ်ပိုင်မူနှင့်အံ့ဩသွားသည်ငါဘယ်တော့မှဧည့်သည်ဖြစ်သွားတာလဲသူလှည့်ကြည့်လိုက်ရာဝမ်ကျင်းကအဆောင်မှုအတော်ကြီးထံလက်မှတ်ထိုးရန်ရှောက်သွားသည်ကိုတွေးလိုက်ရသည်ပိုင်မူနှင်ကသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားပြီးဘာမှမပြောဘဲဝမ်ကျင်းစာရေးနေသည်ကိုသာကြည့်နေမိသည်စရင်ပေးသည့်ဖောင်ထက်ရှိဆက်ဆံရေးဟုအညွှန်းတက်ထားသောနေရာတွင်ဝမ်ကျင်းကကောကောဟုသောစလုံးကိုရေးလိုက်သည်ပိုင်မူနှင်မှသူ့ကိုစက္ကန့်အနေငယ်ကြအောင်စိုက်ကြည့်နေမိပြီးကောကောဟုသောစကလုံးထံမှဖီအားကိုတိတ်တဆိတ်အကဲဖြတ်နေမိသည်စရင်သွင်းပြီးနောက်သူတို့အတူအပေါ်ဓာတ်သို့တက်သွားလိုက်ကြသည်ထိုအခါမှသာပိုင်မူနှင်ခမသူ့ရင်ထဲရှိမေးခွန်းကိုထုတ်မေးရတော့၏ဒေါက်တာဝမ်ခမဒီညကျွန်တော်အဆောင်မှာနေမှာလားဝမ်ကျင်းကလီအန်းချီနှင့်သူဖုန်းပြောနေသည်အားကြားသွားခဲ့၍သူတယောက်တည်းမအိပ်ရဲချောင်းကိုလည်းကြားသွားပြီလိမ့်မည်ထိုသူကသူ့အတွက်နှစ်တကူညအစီအစဉ်များကိုလူလူလာလာပြောင်းလဲပေးခဲ့ရာသူ့အတွက်အဆောင်တွင်အတူနေပေးရန်ရွေးချယ်လျင်လဲအံ့ဩစရာတော့မရှိကြဝမ်ကျင်းကလှေကားတဲ့ပေါ်တက်လိုက်သည်သူကအပေါ်စီးမှနေ၍ပိုင်မူနှင်ကိုငုံကြည့်လိုက်ပြီးပြောသည်ဧည့်သည်စရင်သွင်းတာကတနာရီပဲရတယ်ကိုနောက်ကြပြန်ရမှာတနာရီလားတနာရီအတွင်းဗာများလုံနိုင်မှာလဲပိုင်မူနှင်ဆိုလိုသည်မှာသူအိတ်မပြောမိမှာပင်ဝမ်ကျင်းကသူ့ကိုယနေ့ညတွင်တယောက်တည်းထားခဲ့ရမည်သာဒီတော့ဝမ်ကျင်းလိုက်လာတာကဘာဒိတ်ပဲရှိလို့လဲငါ့ကိုတခြားတနေရာမှာညာအိတ်ခွင့်ပေးလိုက်တာကမှပိုကောင်းအောင်မယ်မင်းကတခြားဘာလုပ်ချင်လို့လဲဝမ်ကျင်းနှခမ်းတို့မှာကော့တက်သွားလျက်အပြုံးတစ်ခုအားလှစ်ဟပြလာသည်အခုတော့မင်းစိတ်ထိန်ပါအောင်ပြီးမှကိုကိုဆွဲဆောင်တာနဲ့ပတ်သက်ပြီးဆက်ပြောကြတာပေါ့ပိုင်မုန်နေကောင်းတဲ့မင်းကွန်းတံပေါ်သွားသည်ဝမ်ကျင်းတစ်ခုခုကိုနားလွယ်မှုလဲနေတာလားပိုင်မုန်နေမှာသူ့ကိုနှာဘူးလေးတစ်ယောက်ပေါ်မှာလာဆက်ဆက်နေတယ်လို့ခန်းစားလိုက်ရသည်ငါကအချိန်ပြည့်အခွင့်အရေးယူဖို့ကြိုးစားနေတာတော့မဟုတ်ပါဘူးနော်သူတို့အဆောင်ခန်းတကားသို့ရောက်သည်နှင့်ပိုင်မုန်နေကသူဤတော့ကိုထုတ်ခါဖွင့်ပြီးနောက်ချက်ချင်းပြန်ပေးလိုက်သည်ဒေါက်တာဝမ်ကျွန်တော်ကိုအချိန်9မိနစ်လောက်ပေးနော်ဒီမှာခဏစောင့်ပေးပါအောင်ကျွန်တော်တန်ရှင်းရေးအမြန်လုပ်လိုက်အောင်မယ်ထို့နောက်သူကဝမ်ကျင်း၏အဖြေကိုပင်မဆောင်တော့ဘဲအတွင်းထဲသို့ရှုံးဝင်ကတကားပိတ်လိုက်သည်အဆောင်ကညစ်ပတ်နေ၍လုံးဝမဟုတ်ပဲအလွန်ရှုပ်ပွားနေခြင်းသာစားကျွင်းစားကြံခောက်ဆွဲကြောက်ပကံကိုမပြည့်ရသေးသလိုသူ၏ခြေရည်များနှင့်အတွင်းကအဝတ်အစားများမှလည်းပရင်းပေါက်နာတွင်ချိတ်ဆွဲထားဆဲဖြစ်ပြီးစာကြည့်စပွဲမှလည်းကြီးလိုက်သည်နှင့်နာကျင်ရလောက်အောင်ဖျူဖျဲဖြစ်နေသည်ခဏတာတန်ရှင်းရေးလုပ်ပြီးနောက်ပိုင်မုန်နေမှာချွေတလုံးလုံးဖြစ်ပင်ဝမ်ကျင်းအတွက်တကားဖွင့်ပေးရန်သွားလိုက်သည်ဒေါက်တာဝမ်ပြီးဝင်လို့ရပါပြီဝမ်ကျင်းကအတွင်းသို့ဝင်လာပြီးပက်လေးကိုကြည့်လိုက်သည်ဒီမှာလူ2ယောက်ထဲနေတာလားဟုတ်တယ်တခြား2ယောက်ကအကြောင်းပြင်းမှာအခန်းငှားပြီးလို့ပြောင်းသွားကြတာလေဒါကြောင့်ကျွန်တော်နဲ့လီယန်းချီပဲရှိတယ်သူကပျော်ပါဖို့အပြင်သွားပြီပိုင်မုန်နေမှာဝမ်ကျင်းအတွက်ရေတစ်ခွက်ငှက်ပေးခြင်းတော့လဲရေဘူးကဗလာဖြစ်နေပြီးရင်နှွေးဘူးသည်လဲ6နေသည်ကိုတွေးလိုက်ရသည်သူလုံနိုင်သည်မှာထိုနေရာတွင်အစင်မပြေစွာရက်နေပြီးပြောလိုက်ခြင်းသာရေကတောက်လို့မရဘူးခဏလောက်ထိုင်ပါလားမထိုင်တော့ဘူးပစ္စည်းတွေသိမ်းတော့ဘာလို့သိမ်းရမှာလဲမင်းရဲ့ခရီးဆောင်အိမ်မင်းငါအိမ်ကိုလာနေရမယ်ဝမ်ကျင်းကငါ့ကိုထုတ်ပိုးခိုင်းပြီးသူ့အိမ်ခေါ်သွားကျင်တာလားဝမ်ကျင်းနေမှာညာဘက်မျိုးပြရှုခင်းအားကောင်းကောင်းခံစားနိုင်သည့်အိတ်ခမ်းနှခမ်းပါအထက်မြင့်တိုက်ခမ်းဖြစ်သည်အတွင်းပိုင်းအပြင်စင်မှာရိုးရှင်းတော်လဲအငွေအသက်မှမူတန်ရှင်းကတိမ်မွေး၏တစ်ချက်ကြည့်လိုက်ရုံဖြစ်ပင်ဈေးကြီးသည်မှာထင်ရှားသည်ပိုင်မုန်နင်ကိုဧည့်သည်ကန်း၌နေရာချပေးသည်ဧည့်သည်ကန်းရှိအိယာမှာမယုံနိုင်လောက်အောင်တတောင့်တတရှိပုံရပြီးသူမြင်မှုသမျှတဲတွင်အကောင်းဆုံးအိယာပင်သူကလဲလျောင်းလျက်မလူးလိမ့်ကြည့်မိပဲမနေနိုင်တော့ပေမွေရမှာနူးညံ့ပြီးစောင်းကလည်းပွားရောင်ရောင်ဖြစ်ပင်အရာရာတိုင်းကအလွန်တတောင့်တတရှိပြီးလေးထုတဲတွင်မွေရနဲ့ခတ်တင်းတင်းကဝဲလွင်ကနေသည်ဝမ်ချင်းရဲ့မွေရကဘာတစိမ့်များလဲငါပတ်စံရှိတဲ့အခါငါကိုယ်ပိုင်နေရဝယ်ပြီးတာနဲ့ဒါမျိုးကိုတေချာပေါက်ဝယ်ရမယ်
ရေချိုးကသူ၏ညောင်ဝက်ကိုလဲပြီးနောက်ပိုင်မူနေအိပ်ရာပေါ်လှဲချလိုက်သည်သူချက်ချင်းအိပ်ပျော်သွားလိမ့်မည်ဟုယုံကြည်ထားခဲ့တော်လဲအလွန်စိတ်လှုပ်ရှားနေသောကြောင့်မျက်လုံးများမှာလုံးဝပြူကျဲနေခဲ့သည်တခြားရွေးချယ်စရာမရှိတော့သဖြင့်သူကဝမ်ချင်းကိုဝီချက်မှစာပို့ကအိတ်နေပြီလားဟုမေးလိုက်သည်ဝမ်ချင်းကအချိန်မဆိုင်ပဲပြန်ဖြေလာပြီးဘာဖြစ်လို့လဲဟုမေးလာသည်ပိုင်မူနင်ကဒေါက်တာဝမ်ကျွန်တော်အိတ်မရဘူးခမားစီလာပြီးစကားပြောလို့ရလားဝမ်ချင်းကမရဘူးပိုင်မူနင်ကပြောသည်ဒါဆိုလဲထားလိုက်ပါတော့80အေးဆက်နဲ့နှလုံးသားမရှိတဲ့လူပိုင်မူနင်ကစိတ်ထဲမှနေ၍ရေရွတ်လိုက်ပြီးလူးလက်ရင်အိတ်ချင်လာအောင်အတင်းအကျပ်လှုပ်ယူလိုက်သည်သူတကယ်ကိုအိတ်မရပေရင်းကပတ်ဝန်းကျင်အပြောင်းလဲကြောင့်သာမကခရီးထွက်ရတော့မည်ဖြစ်၍စိတ်လှုပ်ရှားနေသောကြောင့်လည်းပါသည်မကြမီမှာပင်သူ၏ဖုန်းကထပ်မံမြည်လာသည်ပိုင်မူနင်ကစောင်းအောက်ထဲမှနေ၍မက်ဆေ့ကိုဖွင့်ကြည့်လိုက်သည်ဝမ်ချင်းကအတူတူ TV ကြည့်မလားပိုင်မူနင်ပြန်ဖြေလိုက်သည်ကြည့်မယ်ပိုင်မူနင်ကစိတ်လှုပ်ရှားစွာဖြင့်အိပ်ရာထဲမှခုန်ထွက်လိုက်သည်ဖက်နှက်ပင်မစည်းတော့ဘဲခြေပလာဖြင့်အေကန်းသို့ပြေးလာကဝမ်ချင်းကိုစောင့်နေလိုက်သည်ဝမ်ချင်းကမိကိုရောင်ပိုးသားညာအိတ်ဝတ်ဆောင်ဖြင့်ထွက်လာသည်ထိုသူကငယ်ရွယ်နုပြိုသည့်တော်ဝင်အမျိုးနဲ့တဦးနှင့်အလွန်တူနေပြီးနေအောင်အောက်ရှိကြောက်စိမ့်ကဲ့သို့ပင်ကြက်တရရှိကအတန့်စင်နေ၏သူ၏အသွင်အပြင်ကတစ်ခွပန်းပမာလှပနေသည်ဤဒီမှာပိုင်မူနေတွေးနိုင်သည့်အသင့်တော်ဆုံးနှင့်အလှပဆုံးစကားလုံးများပင်တကယ်တမ်းတွင်အိမ်တွင်ရှိနေချိန်၌ဝမ်ချင်းမှာတကယ်ကိုပေါင်းသိမ်းရလွယ်သည်သူ့ကိုမြင်ုံဖြင့်တတောင့်တတာဖြစ်ကလက်တွေ့ဆန်ပြီးဟန်ဆောင်မှုကင်းသလိုခံစားရသည်ဒေါက်တာဝမ်ကျွန်တော်တို့ဘာကြည့်ကြမလဲပိုင်မူနင်က TV ကိုဖွင့်ပြီးရုပ်ရှင်တကားရှာကြည့်ရန်စဉ်းစားတော်လဲအတိအကျဘာကြည့်ရမည်ကိုမသိတော့ကြောင့်ဝမ်ချင်းကိုမေးလိုက်သည်ဝမ်ချင်းကရေခဲရီလောင်ချလိုက်သလိုစကလုံးတချို့အားပေါ့ပေါ့ပါပါပြန်ဖြေလိုက်ရာပိုင်မူနင်ချက်ချင်းအာရော်သွားရသည်တရုတ်တိုင်းရင်စေးပညာမှတ်တမ်းရုပ်ရှင်ဒါကမင်းတရုတ်ရိုးရာစေးပညာကိုနားလည်ဖို့နဲ့လေ့လာရမှာအထောက်အကူဖြစ်လိမ့်မယ်ဒေါက်တာဝမ်ရဲ့လက်ချအသေးစားလေးကဘာလို့စလာပြန်ရတာလဲဝမ်ချင်းကအချစ်ဇလန်းတွေနဲ့ဓာတ်မက်တဲ့တာများလားရုပ်ရှင်ကြည့်တာကစိတ်ခံစားချက်ဖန်တီးဖို့ဖြစ်တဲ့နာမှတ်တမ်းရုပ်ရှင်ကြည့်တာကဘာတိတ်ပဲရှိမှလဲညီကိုတွေကြားကနှောင်ကျိုးလားပြည့်စရာကောင်းမှန်းသိတော်ညာပိုင်မူနင်ကပြုံးလျက်ဖြစ်ညစ်ခါပြောလိုက်သည်ဟုတ်ကျွန်တော်ကြိုက်ပါတယ်စာလေးလာရတာကိုသဘောကျတယ်သူတို့နှစ်ဦးဆိုဖာပေါ်တွင်အတူထိုင်ပြီးတရုတ်တိုင်းရေးစီးပညာဆိုင်ရာမှတ်တမ်းရုပ်ရှင်ကိုကြည့်နေကြသည်မှတ်တမ်းရုပ်ရှင်မှာတရုတ်ရိုးရာစီးပညာ၏ဇင်းမြင့်နှင့်ဖွံ့ဖြိုးတိုးတက်လာပုံအကြောင်းကိုပြောပြနေသည်တမိုင်းစာအုပ်ဖတ်နေရသည့်အတိုင်းပင်ပိုင်မူနင်မှာသူ၏အထက်တန်းကျောင်းသားကာလဘဝကိုချက်ချင်းသတိရသွားသည်သူတို့ကြားတွင်1မီတာခန့်မျှသောနေရာလွတ်နေ၏ထိုများလောက်သောအကွာအဝေးမှာကလူ၏မြူ၏ပြုရန်မဖြစ်နိုင်ရာပိုင်မူနင်ကအနှဲငယ်တိုးကပ်လိုက်သည်သူတို့ကြားရှိနေရာလောက်ကလက်သီးစုပ်တစ်လုံးမျှသာကြံတော့မှသူရက်လိုက်သည်ဒေါက်တာဝမ်ကအကြောင်းအရာများကိုထပ်မံရှင်းပြတော့သည်သို့သောသူ၏ကျောင်းသားလေးကမူစိတ်ကူးရင်နေပြီးဘာတစ်ခုမှစိတ်ထဲမရောက်ပေဘယ်နာကဝင်ကညာနာမှတန်းနေအောင်ထွက်သွားပြီးကြားထဲရှိအုံနောက်ကိုလုံးဝထိတွေ့မသွားခဲ့ပြီမကြမီမှာပင်ပိုင်မူနင်တယောက်မှအိတ်ချင်စိတ်ကသူ့စိတ်ကိုဖုံးလွှမ်းလာသလိုခံစားလိုက်ရသည်သူကြကြထိမ့်မထနိုင်တော့ပေထို့သောအရာမျိုးကတကယ်ပင်အိမ်မွေးချသလိုဖြစ်နေသည်မကြမီကပင်သူ့မျက်လုံးများကြောင့်နေတော့လဲယခုမူသူ့မျက်ခွန်များကိုခက်ခက်ခဲခဲဖွင့်ထားရ၏ပိုင်မူနင်ကမျက်လုံးဖွင့်ထားရန်ခက်ခက်ခဲခဲကြိုးစားနေသည့်တိုင်နောက်ဆုံးတွင်သူကိုယ်တိုင်ပင်မသိလိုက်ပါပဲဝမ်ကြီး၏ပခုံးထက်မိလျက်အိပ်ပျော်သွားရသည်နောက်တနေ့မနက်တွင်ပိုင်မူနင်ကအိယာထန်နိုင်နိုးလာသည်သူထားထိုင်လိုက်ပြီးနောက်ညကဖြစ်ပျက်ခဲ့သမျှကိုပြန်မှတ်မိရန်ကြိုးစားလိုက်သည်သူနောက်ဆုံးတွင်ဝမ်ချင်းသူ့ကိုပြန်တယ်လာပေးသည်ဟုသာကောက်ချက်ချလိုက်သည်သူအိပ်ပျော်သွားခဲ့ကြောင်းကိုမှတ်မိသည့်တိုင်အိတ်ခမ်းထဲပြန်ရောက်ခဲ့သည့်မှတ်ဉာဏ်မှမူရှိမနေချေထို့ကြောင့်ဝမ်ချင်းသာဖြစ်လိမ့်မည်ပိုင်မူနင်ဆောင်ကိုပွေ့ဖက်ရင်တခဏမျှပြန်လှဲချလိုက်သည်အရာရာတိုင်းကအတော်လေးချောချောမွေ့မွေ့တိုးတက်နေသလိုခံစားရသည်သူမိဖို့ကြောင့်မှအတန်များကြားနေရသည်မိကိုဆုပ်ဆက်လက်ပတ်နေခြင်းဖြစ်နိုင်သည်ပိုင်မူနင်ကဖက်နှက်စည်းလိုက်ကအခန်းထဲမှထွက်ပြီးသူ့ကိုနှုတ်ဆက်လိုက်သည်မင်္ဂလာမနက်ခင်းမှာဒေါက်တာဝမ်စံပြုံးနှံကမိဖို့ကြောင့်မှတင်းပြန့်စွာလွင့်ပြန်လာသည်ပိုင်မူနင်လေကိုရှူရှိုက်လိုက်သည်သူ၏ဘိုက်ကအတန်ပေးနေပြီကောင်းကောင်းအိပ်ပျော်ရဲ့လားအရန်ကောင်းနေဝမ်ချင်းကသူ့ကိုလှည့်ကြည့်လာပြီးပြောလိုက်သည်သွားကိုလက်တန့်စင်ပြီးရင်စားတော့ပိုင်မူနင်ကကိုကိုကိုင်းလျက်ချောင်းကြည့်လိုက်ပြီးနောက်သွားတိုက်မျက်နှာသိရန်ရေချိုးကန်သို့ပေါ့ပေါ့ပါပါဦးတီလိုက်သည်ပထမတွင်ဝမ်ချင်းတယောက်ချက်ပြုတ်တက်ကြောင်ကြားလိုက်ရချိန်၌ပိုင်မူနင်ကတတ်စားနောက်နေခြင်းဟုသာထင်ခဲ့သည်ဝမ်ချင်းမှာချက်ပြုတ်တက်ရုံလေးသာဟုတ်မနေပဲတကယ်တမ်း၌ကောင်းကောင်းချက်ပြုတ်တက်လိမ့်မည်ဟု၍သူလုံးဝမမျှော်လင့်ထားခဲ့ပြီးနောက်တစ်ချိန်တွင်သူနှင့်လက်ထပ်မိသူကတော်ဝင်အမျိုးအနွယ်ပမာနေထိုင်ရလိမ့်မည်
ကိုလန်းတန့်စင်ပြီးနောက်ပိုင်မုန်နင်ကအကူညီပေးရန်အလို့ငါမိဖို့ကြောင့်သူ့သွားလိုက်တော့လဲဝမ်ချင်းကသူ့ကိုထားခဲ့ရန်သာပြောလာ၏အကူအညီမလိုအပ်ပေမကြလိုက်ပဲ10မိနစ်မြကျော်သွားသည့်အခါသူတို့နှစ်ဦးသားအတူတကွမျက်နှာချင်းဆိုင်ထိုင်လျက်မနက်စာစတင်စားသုံးကြသည်ဝမ်ချင်းကပင်လယ်စာစံပြုတ်ကိုပြုလုပ်ခဲ့ခြင်းပင်ပိုင်မွန်နေသည့်တခုတည်းသောပါဝင်ပစ္စည်းမှာကနုကမာပင်ကျဲအရာများကိုသူလုံးဝမသိတော့လဲအရသာရှိလွန်၍နှစ်ပကံစားလိုက်၏ဝမ်ချင်းကမူအနှဲငယ်သာစားသည်ဝမ်ချင်းတယောက်တဖြည်းဖြည်းနှင့်ကြက်တရရှိစွာစားနေသည်ကိုကြည့်ရင်ပိုင်မွန်နေမှာရုတ်တရက်သူကငတ်မွနေသောတရေတကောင်ပမာခန်းစားလိုက်ရသည်ဒီလိုဆိုရင်မဖြစ်ဘူးငါအခုကစပြီးရင်ကျေးသိမ်မွေအောင်တင်ယူမှရတော့မယ်မနက်စာစားပြီးနောက်ဝမ်ချင်းကနေ့စဉ်သုံးပစ္စည်းများနှင့်သူတို့လိုအပ်မည့်အဝတ်စားတချို့ဝယ်ရန်ကုန်းတိုက်သို့သွားရန်လောဆော်လာသည်ပိုင်မူနင်ကဝမ်ချင်းနှင့်အပြင်ထွက်မည့်အကြောင်းချောင်းနန်ထံစာပို့လိုက်သည်ချောင်းနန်ကဝယ်ယူရမည့်ပစ္စည်းများ၏ဈေးဝယ်စရင်းကိုပြန်ပို့ပေးခဲ့သည်တောင်တက်ဖက်နှက်ရေဘူးစန်းအတွက်ရေကူးပေါင်းမိတို့နှင့်အခြားအရာများမှာကြိုတင်ဝယ်ယူရန်လိုအပ်ပေသည်သူတို့နှစ်ဦးလုံးအားလက်ရရထားသောကြောင့်ဈေးဝယ်ရန်အချိန်ကောင်းပင်ဖြစ်နိုင်လျင်ရုပ်ရှင်ကြည့်ပြီးအနှဲငယ်နောက်ကျမှပြန်လာ၍ရသည်သူတို့ကရိုးရိုးစုံတွေများလှုပ်လေးရှိသည့်အရာမျိုးကိုလုပ်နိုင်ကြသည်မနက်ခင်းအချိန်10နာရီကျော်ခန့်တွင်ဝမ်ချင်းကပိုင်မူနင်ကိုကုံတိုင်း၏မြေရောက်ကားပခင်သို့ကားမောင်းလျက်ပို့လိုက်သည်ကားထဲမှထွက်ပြီးနောက်သူတို့အတူတောင်တက်ပစ္စည်းဆိုင်သို့ဓာတ်လေကားပြစ်တက်လာကတောင်တက်ကရိယာများဝယ်ယူလိုက်ကြသည်လေးဖောင်းအင်ကြီးတောင်တက်ဖက်နှက်ကြောဘိုးအိတ်အစရှိသဖြင့်ဝမ်ချင်းကအားလုံးကိုဂရုတစိုက်ရွေးချယ်ခဲ့ပြီးပိုင်မုန်နှင့်အတွက်ဝတ်စုံများကိုပင်တွဲဖက်ပေးကသူ့ကိုအစမ်းဝတ်ခိုင်းလာသည်နောက်ဆုံးတွင်သူတို့ကကိုစီကိုငှအစုံလိုက်စီဝယ်ယူပြီးဆိုင်မှထွက်လာကြသည်ဝမ်ချင်းကငွေရှင်းပေးခြင်းပင်သူကပိုင်မုန်နှင့်ကိုကြားတဲ့ငွေဖြတ်ပိုင်းအားထိခွင့်မပြုပေပိုင်မုန်နှင့်မတက်နိုင်၍လည်းဖြစ်နိုင်သည်ပစ္စည်းနှစ်စုံဤဈေးနှုန်းမှာသူဤ2လစာခန့်ရှိသည်ဤခရီးစဉ်တစ်ခုလုံးအတွက်သူ၏ဘတ်ဂျက်မှာရွမ်1000သာရှိသည်သူခမချမ်းသာခြင်းရောင်ပင်မဆောင်နိုင်ပေထို့ကြောင့်ပိုင်မူနင်ကရေကူးဝစ်စုံအတွက်သူငွေရှင်းရန်ဆုံးဖြတ်လိုက်သည်ဘာမီတိုတထဲတဲကဈေးဘလောက်များကြီးနေနိုင်မှာလဲရွမ်1000ဖြင့်တေချာပေါက်လုံလောက်တင်သည်ရေကူးဝစ်စုံဆိုင်အတွင်းသို့ရောက်တော့အခါပိုင်မူနင်ဈေးနှုန်းကိုဥစွာတစ်ချက်ကြည့်လိုက်သည်ဈေးကြီးနေသေးတော့လဲသူ၏ဘတ်ဂျက်အတွင်းရှိနေသောကြောင့်သူကပင်လက်ဦးမှုရယူကဝမ်ချင်းအတွက်တင်းလျော်သောရေကူးပေါင်းမီတိုတထဲကိုစတင်ရွေးချယ်လိုက်သည်ဆိုင်တွင်ယောက်ျားဝတ်ကိုချက်အကစားဘောင်းမီတိုများကိုအတိကပြသထားသည်ပိုင်မွန်နင်ကတိတ်ပြီးဂယုမဆိုင်ပေသူကအယောင်းဝန်တဲ့ဤအကြံပြုချက်ကိုလက်ခံလိုက်ပြီးဝမ်ချင်းနှင့်တင်းတော်မီအရွယ်အစားကိုယူကစမ်းဝင်းနိုင်ရန်အလို့ငါသူ့ကိုပေးလိုက်သည်ရေကူးဝတ်စုံမှာအရွယ်အစားအတိုးလျော့လုပ်ရရသည့်အခြားအဝတ်စားများနှင့်မတူပေအလွန်ချောင်းနေလျင်ကြွကြွသွားနိုင်ပြီးထို့သောဖြစ်လာလျင်လူအများရှိမျက်နှာပြက်စရာဖြစ်ပေလိမ့်မည်တေချာရဲ့လားဝမ်ချင်းကဘောင်းမီတိုကိုမြောက်ကတုံဆိုင်ဆိုင်ဆိုလာသည်သူမြည်သည်အားစိုးရိမ်နေသည်ကိုနားမလည်ပေပိုင်မူနေမှာသူကစီစာကြောင်နေပြန်ပြီးဟုတွေးလိုက်မိချေ၏ငါတို့နှစ်ယောက်စလုံးကယောက်ျားလေးတွေပဲဘာကိုရှက်နေရတာလဲမြန်မြန်ဆန်းဝေးကြည့်ပါခမ ्या ဝတ်ထားရင်ဘယ်လိုနေမလဲဆိုတာကျွန်တော်ကြည့်ကျင်တယ်ဝမ်ချင်းကအတုံဆိုင်စွာဖြစ်ပြီးအဝေးလဲခန်းသို့ဝင်သွားသည်သို့အတိုင်းမိနစ်အနည်းငယ်ကြာပြီးသည့်အထိထိုသူမှထွက်မလာခဲ့ပေထိုအစားသူကပိုင်မူနေကိုခေါ်လိုက်သည်ပိုင်မူနေအတွင်းသို့ဝင်လိုက်သည်ဝမ်ချင်းကတက်ပြင်းချပြီးပြောလာသည်မင်းကြည့်ကျင်တာမလားဒါဖြစ်ရင်ကြည့်လိုက်တော့ပိုင်မူနေအကြီးကအနှီးသူဤဖြူဖြောဖြောညှံ့ရိုးထက်ကြားရောက်ရည်သွားပြီးနောက်တဖြည်းဖြည်းအောက်သို့ရွေ့ရှားသွားသည်တန်တရားဖြစ်เสียမလိုအောင်ပင်ဝမ်ချင်းတွင်မယုံနိုင်စရာခန္ဓာကိုယ်ရှိသည်ထိုသူဤကြွသားလိုက်များမှာချုံးမွေ့နေလျက်တေချာစွာထုစစ်ထားသည့်အတိုင်းမာကျော်သည်ခန္ဓာကိုယ်အားတေချာလေးကျင်ထားသူများကဲ့သို့ကြီးမားနေခြင်းမရှိတော့လဲမျက်စိပဓာတာဖြစ်ရသည့်အထိကောင်းမွန်နေစေပင်ပိုင်မူနင်ကလက်လှမ်းပြီးသူဤရင်ဘက်ကိုထိုးလိုက်သည်ဒေါက်တာဝမ်ခမ ्या မှာအံ့ဩစရာကောင်းတဲ့ခန္ဓာကိုယ်ရှိတာပဲလူတွေတရေကြလောက်ရအောင်မနာလိုဖြစ်ချင်စရာကြီးအဲ့ဒီရင်အုပ်ကြသားတွေနဲ့ခါးကလည်းပါလှက်လက်လေးပြီးတော့အဲ့ဒီအိပ်ပတ်နဲ့ဝမ်းပိုက်သားတွေကိုလည်းကြည့်အောင်လုံးဝကိုပြည့်စုံနေရောသူ၏မျက်လုံးများကရေကူးပေါင်းမိတိုပေါ်သို့ကြားရောက်သည့်အထိအောက်သို့ဆက်လက်ရွေ့ရှားသွားသည်ပိုင်မူနေမှာရုတ်တရက်ငိမ့်သက်သွားပြီးထိုနေရာကိုအချိန်ကြာကြီးစိုက်ကြည့်နေမိသည်ပိုင်မူနေမှာရုတ်တရက်သူဟာသားလိုဖူးသည့်စကားကိုတတိယလိုက်သည်ဝမ်ချင်းကိုနှင်းတွေဘလောက်များကြီးလဲဟုမေးရန်စူးစမ်းခဲ့တော့လဲစကားလုံးတချို့လိုနေပြီးအတိတ်ဘယ်မှာအလွန်ပင်လွဲချော်သွားခဲ့ရသည်ယခုသူကိုယ်တိုင်မြင်တွေ့နေရသည့်အခါတကယ်ကိုကြီးနေသည်ပိုင်မူနေ၏အဖြောင့်ယောက်ျားစိတ်ဓာတ်မှာပေါ်ထွက်လာပြီးသူကဝမ်ချင်းကိုလက်ညှိုးထိုးကမေးလိုက်သည်ဒေါက်တာဝမ်ကျွန်တော်တို့နှစ်ယောက်လုံးယောက်ျားလေးတွေပဲကိုဘာလို့ခမည်းဟာကအတက်လောက်ထိကြီးနေရတာလဲအခြားသူများမှာတောင်ကုန်းလေးများပမာဖြစ်နေချိန်၌သူဟာကမူတောင်ကြီးတလုံးကဲ့သို့ဖြစ်နေသည်ဖောင်းကြမှု၏ကွာခြားချက်ကမယုံနိုင်စရာပင်မနာလိုစိတ်ဝင်လာပြီးနောက်မတရားလိုက်တာဟု၍တွေးမိသွားသည်ကျွန်တော်ရောဆက်ကြီးဖို့အခွင့်အရေးရှိသေးလားယင်သူ၏မျက်လုံးများကတိလိုစိတ်ဖြင့်တောက်လောင်နေသည်အကြည့်လွယ်မည့်အစီအစဉ်လည်းမရှိသည်မှာရှင်းလင်း၍နေသည်နောက်ဆုံးတွင်ဝမ်ချင်းကဒေါသထွက်စွာဖြင့်လက်တစ်ဖက်ကိုမြောက်ကသူ့မျက်လုံးများကိုပိတ်လိုက်ပြီး
ရိုးရှာကအကွဲနေသည့်အတန်ဖြေပြောလိုက်သည်ပါဇက်ပိတ်ထား